ရာပန်းပွင့်ဖြစ်ခဲ့မယ်ဆိုရင်ထိုက်တန်တဲ့သူပဲပန်းစင်ခွင့်ရတာပါမထိုက်တန်လို့ပဲဆုံးရှုံးရတယ်ငါခံယူလိုက်တယ်ဒီနေ့ဖြူစင်ဆုံးပြုံးပြဖို့ငါကြိုးပြင်ဆင်ထားမယ်ခံနိုင်ရတဲ့ပုံမဲ့ဒီနေ့တော့ကိုပြုံးလေဘဝမှာကိုပေးသလောက်တော့ပဲပြန်လို့ချင်ခဲ့ဘူးတဲ့အသွားပြန်မလာတဲ့ယူနာမှုဟာမြတ်တာချစ်ချင်တဲ့ဘသူကမှမပြောပြချင်လောက်အောင်သိစိတ်သွားခဲ့တဲ့အချစ်ဟာတဲ့ထားရတဲ့ကံတွေကချီအောင်များပဲနောက်ဆိုရင်ပြီးနိုင်မဲ့ခိုင်မှာပဲနာတော့မယ်နောက်ဆိုရင်အေးချမ်းစေခြင်းနဲ့ရိပ်မှာပဲခိုးဝေးနောက်ဆိုရင်ကိုတမ်းမဲ့ပန်းကိုပဲနာတော့မယ်နောက်ဆိုရင်မျောလင်းချစ်ခင်မဲ့စိတ်နဲ့အသက်ရှင်တဲ့တော့တယ်လာရာရာရာအချိန်ပဲမပါတဲ့ပြားစားတစ်ခုမှငါချင်လဲဘူးတဲ့Oh,မြတ်တာမဆန်တဲ့စကားလုံးများမှာအချိန်ချင်းကြာရှုံးလဲခံနိုင်ရတဲ့ Oh, မဲ့နေတော့ငါငုံမဲ့နောက်ဆိုရင်မပြောပြခြင်းလောက်အောင်တိတ်ဆိတ်သွားခဲ့တဲ့အချစ်ဟာနဲ့ထားရတဲ့ကံတွေကချီအောင်များပဲနောက်ဆိုရင်မိနိုင်မဲ့ခိုင်မှာပဲနာတော့မယ်နောက်ဆိုရင်အေးချမ်းစေခြင်းနဲ့ရင်မှာပဲခိုးဝေးနောက်ဆိုရင်ကိုတမ်းမဲ့ပန်းကိုပဲနာတော့မယ်နောက်ဆိုရင်မျောလင်းချစ်ခင်မဲ့စိတ်နဲ့အသက်ရှင်ခြင်းတော့တယ်လာရာရာရာမိနိုင်မဲ့ခိုင်မှာပဲနာတော့မယ်နောက်ဆိုရင်မျောလင်းချစ်ခင်နဲ့စိတ်နဲ့အသက်ရှင်ပါတော့မယ်